မြတ်စွာဘုရားကအတ္တနောအကာအကွယ်မရှိပါဘူးလို့ပြောထားတာဘာနဲ့ကာကွယ်မှာတော့ဘလောက်နီးကောင်းတဲ့သိပ္ပံပညာတွေနဲ့ပဲလောက်ဇာလန်းနေတဲ့တော့ရေးကြတာပေါ့လေမအိုမနာမသေးတဲ့နေရာရှိတဲ့ရောင်မအိုမနာမသေးဆေးစားရင်မအိုမနာမသေးရှိတဲ့ရောင်နဲ့ရေးကြတာပေါ့ဇာလန်းအနေနဲ့တော့ဖတ်ကောင်းတာပေါ့တကယ်ရောရှိရလားရှိနိုင်ဘူးဘယ်လို့မှမရှိနိုင်ဗမာပြည်မှာယုံကြည်ချက်တွေရှိတယ်နော်အလောင်းတော်ကတ္တပဆိုတာအသေးထွက်ပြောလို့ပြောအရှင်ထွက်လို့ပြောသေတာပါပဲဘာလို့သေတဲ့တွေအရှင်ထွက်တွေပြောနေမလဲဟုတ်ကဲ့ဒါကြောင့်မလို့လူရဲ့သဘာဝကိုမြတ်စွာဘုရားအတ္တနောရွှေ့ရှားနေတဲ့အရာကြီးတစ်ခုကိုမင်းထိန်းထားလို့မရဘူးတဲ့ protection လုပ်လို့မရဘူးလို့ပြောတာနော်ဆုပ်ကင်ထားလို့မရဘူးကားသာမောင်းနေလို့ရှိရင်ရပ်ထားလို့ရကောင်းရမယ်လူကအိပ်ရာပေါ်နေရင်လည်းသွားနေတာပဲလူကတော့အိပ်နေတာပေါ့ဒါပေမဲ့လို့ရုပ်တည်နံတွေကသွားမနေဘူးလားသွားနေတာပဲမယုံအိပ်ရာပေါ်အိပ်နေပေါ့အိုးချိန်တန်အိုသွားမှာပဲဟုတ်ကဲ့လားရက်နေတာမဟုတ်ဘူးသွားနေတာအဲ့သွားနေတာကြီးကိုမသွားရအောင်ဘယ်သူကထိန်းလို့မရဘူးတဲ့မြတ်စွာဘုရားအတ္တမှာထိန်းလို့မရဘူးဆိုတာဓမ္မပဒထဲမှာဆိုရှင်းလေးမြတ်စွာဘုရားဟောထားတာတရားမရချင်လို့သာမရနတန္တိဗုဒ္ဓဒါနာယာနာပိဒါနာပိဗန္ဒဝါအန္တကေနာတိပဏ္ဏတနတ္ထိညာတိတုဒါနတာအကားွယ်မရှိဘူးဆိုတာကိုမြတ်စွာဘုရားကအတိလင်းဟောထားတယ်အန္တကေနာသိမင်းရဲ့အတိပဏ္ဏတလွှမ်းမိုးရောက်ရှိလာတဲ့ပုဂ္ဂိုလ်ဖို့ဒါနာယာကာတင်ဆောက်ရှောက်ဖို့ရပုဒ္ဒါမိဘတွေမှာသာသမီဆိုတာနတန္တိမရှိပါသားကသမီးကအထူးခုဆရာဝန်ကြီးတဲ့အမေဖေတွေကအားကိုးလိုက်ရတာအားကိုးရရောက်ကြလားဘာအထူးခုကြီးဖြစ်သူကိုယ်တိုင်လည်းသွားရတာပဲဟုတ်ကဲ့လားဒါပေမဲ့လူတွေကအားမကိုးကြဘူးလားသားကအထူးခုဆရာဝန်ကြီးတဲ့သမီးကအထူးခုဆရာဝန်ကြီးတဲ့ဘုန်းကြီးတို့လည်းငယ်ငယ်အဲ့လိုထင်တာဆရာဝန်အမေဖေတွေတို့ဆရာဝန်တွေတို့တေးရမှာကြောက်เสียမရှိဘူးဟဲ့လို့အောင်းမေးတယ်ဘယ်ဟုတ်မလဲဘယ်သူမှကာကွယ်မရှိဘူးနော်ဗုဒ္ဓသာသမီဆိုတာဒါနာယဆောင်းလျှောက်ကာကွယ်နိုင်တဲ့သာသမီဆိုတာနတန္တိမရှိကုန်နပိတာသာသမီကိုကာကွယ်နိုင်တဲ့မိခင်ဖခင်ဆိုတာလည်းပဲနတန္တိမရှိကြလေကုန်နာပိဗန္နဝါဆွေတွေမျိုးတွေဆိုတာလည်းပဲမရှိပါညာတိတုဆွေမျိုးသားချင်းတို့၌ဒါနာတာကာကွယ်နိုင်တဲ့စွမ်းရည်တတ္တိဆိုတာနတ်အဋ္ဌိစင်စစ်မပြေဘယ်တော့မှမရှိပါချေရှိဘူးတဲ့ဘယ်သူမှကာကွယ်လို့မရဘူးဟုတ်ကဲ့လားရှင်သာရိပုတ္တရာမထေရမြတ်ကြီးမြတ်စွာဘုရားပြိဋိဘံမဆံခင်မြတ်စွာဘုရားကကဆုံလမှာပြိဋိဘံဆံမယ်ဆိုတော့ရှင်သာရိပုတ္တရာကတစောင်းပုံးလမပြီးခင်9 ရက်လောက်မှာရှင်သာရိပုတ္တရာမထေရမြတ်သူ့ကိုယ်သူချိလိုက်တယ်တရားထိုင်ရာကနေပြီးပြန်ထပြီးတော့ငါအသက်ဘယ်လောက်ရှည်အောင်မလဲလို့ချိလိုက်တယ်ချိလိုက်တဲ့အခါကျတော့9 ရက်ပဲကြံတော့တယ်ဆိုတာတွေ့သွားတယ်အဲ့ဒါလောက်ကြာမှသိတာနော်အဲ့ဒီတော့ကချမ်းချမ်းမာမာကြီးပဲငါအသက်9 ရက်ရှိတော့တာပဲကဲဒါဖြင့်ငါဘယ်နေရာသွားခေါင်းချမလို့ငါမေတော်ကြီးငါတရားမဟောရသေးဘူးငါမွေးတဲ့စီသွားပြီးမေတော်ကြီးကိုနောက်ဆုံးတရားဟောတဲ့အနေနဲ့သွားမယ်ဆိုပြီးရှင်သာရိပုတ္တရာမထေရမြတ်စွာဘုရားကိုကြောပြီးတော့ဟုတ်လားခွင့်တောင်းပြီးတော့တနေ့တယူဇနာသွားလိုက်တာ9 ရက်ပြည့်တဲ့တစောင်းမုံလာပြီးနေကြတော့သူဖွားရဖြစ်တဲ့နာလကရွာရောက်သွားတာပေါ့အဲ့ဒီညနေလမ်းလျှောက်သွားနိုင်တယ်ဆိုတော့တော်တော်ချမ်းမာမာကြီးပဲဟုတ်ကဲ့လားအဲ့ဒါအိမ်ရောက်တဲ့အခါကျတော့သူမွေးတဲ့အခန်းကိုပြင်ခိုင်းပြီးအဲ့ဒီအိမ်မှာပဲညကျိန်းပဲအဲ့ဒီချိန်ထိအောင်ကျမ်းမာနေတော့မယ်ညပိုင်းကျတော့တန်ဃာတွေကိုတရားဓမ္မဟောပြီးတော့ပြန်လွှတ်လိုက်ညီတော်စုံနာတစ်ပါးပဲအနာရှိတန်ဃာတွေပြန်ကြွသွားလို့ညာဥယျံရောက်တဲ့အခါကျတော့ကိုရောကြီးယောဂဖောက်ဝန်းနေသွားသွေးဝန်းနေသွားလာ
သွေးဝမ်းနေသွားညတကောင်လောက်ကြဘသူတွေလာတော့စတုမာရိနမင်းကြီးလာတယ်တဲ့တရားမင်းလာတယ်တဲ့ပြမမင်းလာတယ်လာမေးကြမေးယုံမေးတာတော့သူတို့ဆေးမကုနိုင်ဘူးတချို့ကထင်ကောင်းထင်မယ်တရားဆင်းကုရင်ပျောက်တယ်လို့ထင်နေသေးတယ်တရားအားကိုးတဲ့လူစုကလည်းမနှဲသေးဘူးဟုတ်ကလားရှင်သာရိပုတ္တရာကဲတရားကုလို့ပျောက်မယ်ဆိုရင်ဒီတရားအလကားနေပါမလားအခုသွားမှာပေါ့တရားတဲ့စွာနဲ့ပြမာတောင်ဆင်းပြီးတော့လာကြော့သွားသေးတယ်ဘာမှတတ်မနိုင်ဘူးလာမေးုံမေးတာအရှင်ဘုရားတက်တာရလားနေကောင်းရလားဒါပဲနော်မျော်လင့်မနေနဲ့လူတဘာဝဒီတိုင်းပဲသွားမှာပဲဘာမှမျောမနေနဲ့ဟုတ်ကဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအတိအလင်းဟောထားတာအတုရောဟယံကပတိကာယောအန္တဗုဒ္ဓောပရိယောနတ္တောခန္ဓာကိုယ်ကြီးဆိုတာသာဝရနာပြီးတော့နေတာတဲ့ကျက်ဥငှက်ဥကလေးလိုပဲတဲ့ပြစ်ပေါက်ပြီးကစားလို့မရဘူးဒါမှမဟုတ်ဈေးတဲ့ကျက်ဥဝယ်ရင်တိတ်တတိထားရတယ်လွတ်ကြကွဲမှာကိုခန္ဓာကိုယ်ကြီးရဲ့ခလုတ်တိုက်မယ်လဲလိုက်မယ်ဆိုတော့ကျိုးမသွားဘူးလားအယိုးကျိုးရတာနဲ့ဟုတ်လားရေချိုးကန်နဲ့လဲလို့အယိုးကျိုးသွားတာတို့ခလုတ်တိုက်လိုက်လို့ပဲ့သွားတာတို့ကျက်ဥငှက်ဥလေးဟာဘောလုံးလေးလို့ပြစ်ပေါက်ပြီးကစားလို့မရဘူးတဲ့ဒါကြောင့်မို့ခန္ဓာကိုယ်ကြီးကအန္တဖူတော့အဥလို့ဘာမှမခိုင်မာဘူးတဲ့ပရိယောနတော့အမတန်ပါတဲ့အရေးလေးနဲ့အုပ်ထားတာတဲ့မခိုင်မာဘူးလို့ပြောတာပါတဲ့အရေးလေးနဲ့အုပ်ထားလို့ကျက်ဥလောက်တော့မမာဘူးကျက်ဥကရှင်ကအခွန်ကိုဖောက်ပြီးတော့အထဲထဲကအရေးမစုပ်နိုင်ဘူးလူရဲ့သွေးကြတော့ရှင်တွေကလာလာကြိုက်သေးတယ်နော်အဲ့တော့လူရဲ့ခန္ဓာကိုယ်ကဒီကျက်ဥလောက်တော့မာတာမဟုတ်ဘူးအဲ့ဒါလို့ခန္ဓာကိုယ်ကြီးရထားတဲ့နဲ့ဟေးနေကောင်းရင်လားလို့ဆိုနေကောင်းပါဗျာကျွတ်တို့ကတော့ဒေါင်တောင်မြည်လို့ဆိုမြတ်စွာဘုရားကယောဣမံကာယံပရိဟရံတော်မူဟုတ်တံပိအာရောကြံပဋိဇာနေယခိမေညတရပါလယယောခြင်းပုဂ္ဂိုလ်သည်ဣမံကာယံဤကဲ့သို့ထာဝရနာတတ်တဲ့ခန္ဓာကိုယ်ကြီးကိုဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါလျက်အာရောချံချမ်းမာပါတယ်လို့မူဟုတ်တံပိတခဏလေးများဒီပဋိဇာနေယဝန်ခံပြောကြညာချမ်းပါတယ်တို့ကတော့ဘာဖြစ်ဘူးတောင်းတောင်းမြည်လို့ပြောရင်မြတ်စွာဘုရားကခိမေညတရပါလယမသိမလိမ္မာလို့ပြောတာတဲ့မသိလို့ပြောတာသိတဲ့လူကမပြောဘူးဟုတ်ကဲ့ဒါပဲလို့လူတွေမေးတဲ့ကနေကောင်းလားဆိုကောင်းပါလေကောင်းပါတယ်ဆိုတာလေခန္ဓာရှိသေးတယ်လို့ပြောတဲ့အတိတ်ပဲဟုတ်ကဲ့ကောင်းပါသေးတယ်မလဲသေးပါဘူးနော်ကောင်းပါသေးတယ်မလဲသေးပါဘူးဆိုတဲ့အတိတ်ပဲမျိုးလောက်ပဲယူရမယ်နော် healthy လို့တော့ပြောလို့မရဘူးနော် I'm in good health လို့ပြောလို့တော့မရဘယ်သူမှ good health မရှိဘူးခုထိုင်းနေရင်ကဟိုကနာဒီကနာနေတာပေါ့ဒါကြောင့်မို့လို့လူရဲ့ခန္ဓာကိုယ်ကြီးက protection မရှိဘူးတဲ့ဘယ်သူကမှ protect မလုပ်နိုင်ဘူး protect မလုပ်နိုင်ဘူးဘယ်သူကမှလည်းလွှမ်းမိုးအုပ်ချုပ်ထားခြင်းကမတတ်နိုင်ဘူးတဲ့အနဘိတ်တရောဒါကိုလည်းပဲရှုမြင်ရမယ်ဓမ္မအနေနဲ့လောကကြီးဟာအတာနောကာဝယ်ဆောက်ရှောက်မဲ့ပုဂ္ဂိုလ်မရှိပါအနဘိတရောအနဘိတ်တရောလွှမ်းမိုးအုပ်ချုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်မရှိပါဣတိလူဘဂဝါရှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တည်း